အားလုံးပဲမင်္ဂလာပါ Test Story ကကြိုဆိုပါရစေဒီနေ့ခေတ်မှာဒီလိုမျိုးဗီဒီယိုလေးတွေကို AI နဲ့လုပ်ပြီးတော့ TikTok တွေ YouTube Short တွေမှာတင်ပြီးတော့ဝင်ငွေရှာလို့ရနေပါပြီဒီနေ့မှာတော့ဒီလိုဗီဒီယိုလေးတွေကိုဘယ်လိုလုပ်ရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel ဟာနေပညာဆိုင်ရာဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင် subscribe လုပ်ထားဖို့တောင်းဆိုပါတယ်ပထမဆုံးလုပ်ရမှာကတော့ browser တစ်ခုကိုအသုံးပြုရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ Chrome browser ကိုအသုံးပြုပါမယ်ပြီးရင် search bar လေးမှာ ChatGPT ဆိုပြီးတော့ရှာပေးပါပြီးရင်ဒီနာက ChatGPT ဆိုတဲ့ website တွေကိုသွားပေးပါပထမဆုံးအနေနဲ့ကျွန်တော်တို့ကအကောင့်ဖွင့်ပေးရပါမယ်။ကောင့်ဖွင့်ဖို့အတွက်ပေါ်ကလုပ်ရင်ဆိုတော့ကိုနှိပ်ပေးပါ။ပြီးရင် set ဆိုတော့ကိုနှိပ်ပေးပါ။အကောင့်ဖွင့်ဖို့အတွက်ဆိုရင်နည်းလမ်းကသုံးခုရှိပါတယ်။ပေါ်ဆုံးမှာကတော့ email နဲ့ကောင့်ဖွင့်တာဖြစ်ပါတယ်။ပြီးရင် Google နဲ့ကောင့်ဖွင့်တာရဲ့ Microsoft အကောင့်ကိုသုံးပြီးတော့အကောင့်ဖွင့်တာရှိပါတယ်။လွယ်တာကတော့ Google နဲ့ကောင့်ဖွင့်တာကလွယ်ပါတယ်။ကျွန်တော်ကတော့ Google နဲ့ကောင့်ဖွင့်မှာဖြစ်လို့ Continue with Google ဆိုတော့ကိုနှိပ်ပါမယ်။ပြီးရင်မိတ်ဆွေတို့ကောင့်ဖွင့်ခြင်းနဲ့ Google ကောက်တစ်ခုကိုရွေးပေးပါဒါဆိုရင်ကောက်ဖစ်တာပြီးတော့ပါပြီပြီးရင် as anything ဆိုတဲ့နေရာမှာ description မှာပေးထားတဲ့အတိုင်းရေးပေးပါရေးပြီးတော့ရင်ဘေးကမြားလေးကိုနှိပ်ပေးပါဒါဆိုရင် ChatGPT ကပို့ထုတ်ဖို့အတွက် prompt တွေကိုထုတ်ပေးလိုက်ပြီးပဲဖြစ်ပါတယ်ဒီ prompt တွေကိုသုံးပြီးတော့ကျွန်တော်တို့ကပို့တွေထုတ်ရမှာဖြစ်ပါတယ်ပို့တွေရလာရင်ဒီပို့တွေကနေမှတစ်ဆင့်ကျွန်တော်တို့က video တွေဖန်တီးရမှာဖြစ်ပါတယ်သူကတော့ prompt တွေကို10ခုလောက်ထုတ်ပေးထားပါတယ်ကျွန်တော်တို့ကမိတ်ဆွေတို့ကိုစံပြတာဖြစ်လို့3ခုလောက်ပဲသုံးပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့စင်မီတို့သုံးလို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ကပထမဆုံး negative prompt ကို copy ယူပါမယ်ဒီစာတန်းလေးကိုဖိထားပေးပါပြီးရင်ဒီအတုံးလေးကိုစာတန်းစုပ်တိရွှေ့ပေးပါပြီးရင်တော့ copy ဆိုတာကိုနှိပ်ပေးပါဒီလိုမျိုး prompt တွေကိုတစ်ခုချစ် copy ယူပြီးတော့ကျွန်တော်တို့ကပို့တွေကိုဖန်တီးရမှာဖြစ်ပါတယ်။ပို့တွေလုပ်ဖို့အတွက်တခြား website တစ်ခုကိုသုံးရမှာဖြစ်လို့ new tab ခေါ်ရပါမယ်။ new tab ဖွင့်ဖို့အတွက်အပေါ်ကအပေါင်းပုံလေးကိုနှိပ်ပေးပါ။ပြီးရင် search bar မှာ Leonardo AI ဆိုပြီးတော့ရှာပေးပါ။ဒီပေါ်ဆုံးမှာပေါ်လာတဲ့ Leonardo AI website တွေကိုသွားပေးပါ။ပြီးရင် get start ဆိုတော့ကိုနှိပ်ပေးပါ။ဒီမှာဆိုရင်ကျွန်တော်တို့ကအကောင့်ဖွင့်ပေးရမှာဖြစ်ပါတယ်ဒီမှာလည်း ChatGPT မှာအကောင့်ဖွင့်ကလို့ပဲနည်းမျိုးဆိုရှိပါတယ်မိတ်ဆွေကမိတ်ဆွေစင်ပြေတဲ့နည်းလမ်းကိုသုံးပြီးတော့အကောင့်ဖွင့်ပေးပါကျွန်တော်ကတော့ Google နဲ့အကောင့်ဖွင့်မှာဖြစ်လို့ Google ဆိုတော့ကိုနှိပ်ပါမယ်ဒါဆိုရင်အကောင့်ဖွင့်တာပြီးသွားပါပြီမိတ်ဆွေကအကောင့်ဖွင့်ပြီးရင်ဘေးက menu icon လေးကိုနှိပ်ပေးပါဒါဆိုရင်ဒီနေရာမှာ150 coin ဆိုပြီးတော့ပေါ်နေပါတယ်ဒီ coin လေးတွေကိုသုံးပြီးတော့ပို့တွေကိုလွှတ်ရမှာဖြစ်ပါတယ်ပို့လို့ဖို့အတွက်အောက်က image ဆိုတော့ကိုနှိပ်ပေးပါပြီးရင်ကျွန်တော်ပြတဲ့နေရာမှာ ChatGPT က copy လွှာတဲ့ prompt တွေကိုထည့်ပေးပါထည့်ဖို့အတွက်ဒီညာလေးကိုဖိထားပေးပါပြီးရင် paste ဆိုတော့ကိုနှိပ်ပေးပါပြီးရင်အောက်က setting ပုံလေးကိုနှိပ်ပေးပါပြီးရင်ပေါ်စုက model ဆိုတဲ့ပုံလေးကိုနှိပ်ပေးပါနေပြီးတော့ရင် finish ဆိုတော့ကိုရွေးပေးပါရွေးပေးပြီးရင်တော့အပေါ်စုကအမှားပုံလေးကိုနှိပ်ပေးပါပြီးရင်အောက်ဆုံးက ratio တွေကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့က TikTok တွေ YouTube Short တွေမှာတင်မှာဖြစ်တဲ့အတွက် 9 ratio 60ကိုရွေးရမှာဖြစ်ပါတယ်ဒီမှာက9 ratio 60ဟာမရှိတဲ့အတွက်ဘေးက custom ဆိုတာကိုနှိပ်ပေးပါပြီးရင် TikTok 9 ratio 60ဆိုတာကိုနှိပ်ပေးပါပြီးရင်အပေါ်ကအမှားပုံလေးကိုနှိပ်ပေးပါဒီမှာလည်းအမှားပုံလေးကိုထည့်နှိပ်ပါပြီးရင် create ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်တော့ပုံလေးတွေကိုပြုလုပ်ပေးနေပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ပုံလေးပုံရလာပါပြီဒီထက်ကမိတ်ဆွေချိတ်တဲ့ပုံကိုနှိပ်ပေးပါပြီးရင်အပေါ်က download ပို့လေးကိုနှိပ်ပေးပါဒါဆိုရင်တော့ portable ကို download ဆွဲလိုက်ပြီးပဲဖြစ်ပါတယ်ပြီးရင်အပေါ်ဆုံးကိုသွားပြီးတော့ဒီပေါင်လေးထက်ကစာတွေကိုလို့ကိုဖျက်လိုက်ပါပြီးရင်နောက်ထပ်ပို့လေးလုပ်ဖို့အတွက် ChatGPT ကိုသွားပြီးတော့ Level 2 Pro ကို copy ယူပါမယ် ChatGPT ကိုပြန်သွားမယ်ဆိုရင်အပေါ်ကလေးတန်းပုံလေးကိုနှိပ်ပေးပါဒါဆိုရင်ဒီနေရာမှာ ChatGPT ကိုသုံးထားတာပေါ်နေပါတယ်ဒါလေးကိုနှိပ်ပေးပါပြီးရင် Pro Level 2 ကစာတွေကို copy ယူပေးပါ copy ယူပြီးရင်အပေါ်ကလေးတန်းပုံလေးကိုနှိပ်ပေးပါပြီးရင် Leonardo website ရှိတဲ့ tag ကိုနှိပ်ပေးပါပြီးရင်တော့ဒီပေါင်လေးကိုဖိထားပေးပါပြီးရင်ပေါ်က page ဆိုတာကိုနှိပ်ပေးပါနှိပ်ပြီးတော့ရင် create ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ဒီညမှာပုံလေးပုံရလာပါပြီဒီထက်က message သဘောကျတဲ့ပုံကိုရေးပြီးတော့ပေါ်က download ကိုနှိပ်ပြီးတော့ download ဆွဲပေးပါဒါဆိုရင် download ဆွဲတာပြီးသွားပါပြီဒီနေ့တိုင်းပဲနောက်ထပ်ပုံတစ်ပုံထပ်လုပ်ပြပါမယ်ပေါ်ဆုံးကိုသွားပြီးတော့ဘောက်ထဲကစာတွေကုန်လို့ကိုဖျက်လိုက်ပါမယ်ပြီးရင် ChatGPT ကိုသွားပြီးတော့ Level 3 Pro ကို copy ယူပါမယ်ပြီးရင် Leonardo AI ကိုပြန်လာပြီးတော့ဘောင်လေးထဲမှာ prompt တွေကိုထည့်ပါမယ်ပြီးရင် create ဆိုတာကိုနှိပ်ပါဒါဆိုရင်ပုံလေးတွေရလာပါပြီဒီထက်က message တဲ့ပုံကိုရေးပြီးတော့ download ဆွဲပေးပါကျွန်တော်ကတော့အစပြတာဖြစ်လို့ပုံသုံးပုံနဲ့ပဲလုပ်ပြမှာဖြစ်ပါတယ် message တို့ကတော့ message တို့လိုချင်ရင်လိုချင်တော့လုပ်လို့ရပါတယ်ပြီးရင်ပေါ်ကပေါက်ပုံလေးကိုနှိပ်ပေးပါပြီးရင် search bar လေးမှာ runway ဆိုပြီးတော့ရှာပေးပါဒီမှာပေါ်စုကပေါ်နေတဲ့ runway website တွေကိုတောက်ပေးပါပြီးရင်အပေါ်နဲ့ဆွဲတင်ပေးပါဒါဆိုရင်ပေါ်မှာပေါ်လာတဲ့ get start ဆိုတာကိုနှိပ်ပေးပါဒါကတော့ account fake ခိုင်းတာဖြစ်ပါတယ် account fake ဖို့တဲ့ sign up ဆိုတာကိုနှိပ်ပေးပါပြီးရင် sign away Google ဆိုတာကိုနှိပ်ပေးပါ ပြ
ပြီးရင်မိတ်ဆွေကောက်ဖစ်ချင်တဲ့ကိုကဲကောက်တစ်ခုကိုရွေးပေးပါပြီးရင်အပေါ်နားကလေးတန်းပုံလေးကိုနှိပ်ပေးပါပြီးရင် go to dashboard ဆိုတာကိုနှိပ်ပေးပါနှိပ်ပြီးတော့ရင်အပေါ်ကိုနည်းနည်းဆွဲတင်ပေးပါပြီးရင်ဒီညက image to video ဆိုတာကိုနှိပ်ပေးပါနှိပ်ပြီးရင်အောက်ကလေးတန်းပုံလေးကိုနှိပ်ပေးပါပြီးရင် upload image ဆိုတာကိုနှိပ်ပေးပါဒီမှာဆိုရင်မိတ်ဆွေကပထမဆုံးဒေါက်တာတဲ့ပုံလေးကိုနှိပ်ပေးပါပြီးရင်အောက်ကနေရာမှာ prop ထပ်ပေးရမှာဖြစ်ပါတယ် prop တွေကို copy ယူဖို့အတွက် ChatGPT ထဲကိုသွားပါမယ်ပြီးရင်ပထမဆုံး prop ကို copy ယူပါမယ် copy ယူပြီးရင် Runway website ထဲကိုပြန်သွားပါမယ်ပြီးရင်ကျွန်တော်ပြတဲ့နေရာကိုဖိထားပေးပါပြီးရင်တော့ paste ဆိုတာကိုနှိပ်ပေးပါ prop ထပ်ပြီးတော့ရင်အောက်က generate ဆိုတာကိုနှိပ်ပေးပါပြီးရင်အပေါ်က lay down ပုံလေးကိုနှိပ်ပေးပါနှိပ်ပြီးရင် go to dashboard ဆိုတာကိုထပ်နှိပ်ပါပြီးရင်အပေါ်ကိုဆွဲတင်ပေးပါဒီမှာဆိုရင်ကျွန်တော်တို့လုပ်ထားတဲ့ဗီဒီယိုတွေပေါ်နေပါပြီဒီပုံလေးကိုနှိပ်ပေးပါဒါဆိုရင်ဗီဒီယိုလေးရသွားပြီပဲဖြစ်ပါတယ် download ဆက်ဖို့အတွက်အောက်ကစကလေး30ကိုနှိပ်ပေးပါပြီးရင် download ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ဗီဒီယိုတစ်ခု down ပြီးသွားပါပြီပြီးရင်အပေါ်ဆုံးကအမပုံလေးကိုနှိပ်ပေးပါနှိပ်ပြီးရင်ဗီဒီယိုတွေထပ်လုပ်ဖို့အတွက် generate video ဆိုတာကိုနှိပ်ပေးပါပြီးရင်အောက်ကလေးတန်းပုံလေးကိုနှိပ်ပေးပါပြီးရင် upload image ဆိုတာကိုနှိပ်ပေးပါဒီမှာကတော့ဒုတိယပုံကိုထည့်ပေးပါပြီးရင် ChatGPT ကိုတွားပေးပါ ChatGPT ကိုရောက်ရင် Level 2 Pro ကို copy ယူပေးပါပြီးရင် Runway website ထဲကိုတွားပေးပါပြီးရင်တော့ဒီနေရာမှာ Pro တွေကို paste ချပေးပါပြီးရင် Generate ဆိုတာကိုနှိပ်ပေးပါနှိပ်ပြီးတော့ရင်အပေါ်က lay down ပုံလေးကိုနှိပ်ပေးပါပြီးရင်အပေါ်က go to dashboard ဆိုတာကိုနှိပ်ပေးပါဒီမှာဆိုရင်တော့အပေါ်ဝင်နဲ့ဆွဲတင်ပေးပါဒါဆိုရင်တော့ဗီဒီယိုလေးရရှိတော့ပါပြီဒီပုံလေးကိုနှိပ်ပေးပါပြီးရင်အောက်ကစက်ကလေး30ကိုနှိပ်ပေးပါပြီးရင် download ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်ဗီဒီယိုလေးကို download ဆက်လိုက်ပြီးဖြစ်ပါတယ်ပြီးရင်တော့အပေါ်ကမပုံလေးကိုနှိပ်ပေးပါဒီမှာဆိုရင်လည်းတတိယပုံလေးကိုထည့်ပြီးတော့ pro နဲ့ battery ကို copy ယူပါဒီနေရာမှာ paste ချပြီးတော့ဗီဒီယိုလေးလုပ်ဖို့အတွက် generate ဆိုတာကိုနှိပ်ပေးပါပြီးရင်ဗီဒီယိုလေးရလာတဲ့ခါကျရင်ဗီဒီယိုလေးကို download ဆက်ပေးလိုက်ပါဒါဆိုရင်တော့ဗီဒီယိုတစ်ခုရသွားပြီပဲဖြစ်ပါတယ်ပြီးတော့ရင်တော့ဗီဒီယို edit လုပ်ဖို့အတွက် CapCut application တွေကိုသွားပေးပါ CapCut ထဲကိုရောက်ရင် new project ကိုနှိပ်ပြီးတော့ဒေါက်တာတဲ့ဗီဒီယိုတွေကိုထည့်ပေးပါပြီးရင်နောက်ဆုံးက edit ဆိုတဲ့ပိုင်းကိုဖြတ်ဖို့အတွက်ဒီအပိုင်းလေးကိုနှိပ်ပေးပါပြီးရင်အောက်က delete ဆိုတာကိုနှိပ်ပေးပါပြီးတော့ရင်တော့တခြင်းတွေထည့်ဖို့အတွက်ဗီဒီယိုရဲ့အရှိစိုးကိုရောက်သွားအောင်ဆွဲပေးပါပြီးရင်အောက်က audio ဆိုတာကိုနှိပ်ပေးပါပြီးရင် sound ဆိုတာကိုနှိပ်ပေးပါဒီနေရာကိုရောက်သွားပြီဆိုရင်ပေါ်က search bar လေးမှာ cap sound ဆိုပြီးတော့ရှာပေးပါဒါဆိုရင်ကြောက်တခြင်းလေးတွေကြာလာပါပြီတစ်ချက်တက်မယ်ဆိုရင်ဘေးကမြပုံလေးကိုနှိပ်ပေးပါပြီးရင်အပေါက်ပုံလေးကိုထည့်နေပါဒါဆိုရင်တခြင်းပေါ်လာပါပြီဒီတခြင်းကဗီဒီယိုတက်ရှိနေတာဖြစ်တဲ့အတွက်ပုံနေနဲ့ပိုင်းကိုဖြတ်ပေးရပါမယ်ဗီဒီယိုတက်ဆွမ်းနာကိုတိုင်လိုက်ရအောင်ရွှေ့ပေးလိုက်ပါပြီးရင်ချင်းကိုနှိပ်ပြီးတော့အောက်က split ဆိုတာကိုနှိပ်ပေးပါပြီးရင်နောက်ကပုံနေတဲ့ပိုင်းကိုနှိပ်ပြီးတော့အောက်က delete ဆိုတာကိုနှိပ်ပေးပါဒါဆိုရင်သချင်းတဲ့ဗီဒီယိုဟာညီသွားပြီပဲဖြစ်ပါတယ်ပြီးရင်အပေါ်က export ဆိုတာကိုနှိပ်ပေးပါပြီးတော့ရင် dance ဆိုတာကိုနှိပ်ပေးပါဒါဆိုရင် TikTok တွေ YouTube Short တွေမှာတင်ပြီးတော့ဝင်ငွေရှာလို့ရတဲ့ AI ဗီဒီယိုတစ်ခုရသွားပြီပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးဟာမိတ်ဆွေတဲ့သုံးဝင်လဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးပေးခဲ့ပါနောက်ထပ်ဗီဒီယိုတွေကြည့်ဖို့အတွက်လည်းကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပေးပါသိချင်တာတွေရှိရင် comment မှာမေးပေးခဲ့ပါနောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်